အားလုံးပဲမင်္ဂလာပါခင်ဗျာမင်္ဂလာပါနော်ဒီနေ့မှာကျွန်တော်ရဲ့ဘက်ကနေပြီးတော့အားလုံးကိုကျွန်တော်အရန်သိစေချင်တဲ့အကြောင်းအရာတစ်ခုကိုလာပြီးတော့ပြပြပေးမှာဖြစ်ပါတယ်ခင်ဗျဒီအကြောင်းအရာကိုကျွန်တော်ပြပြဖို့အတွက်အချိန်တွေအများကြီးပေးပြီးတော့ကျွန်တော်လေ့လာထားတာဖြစ်ပါတယ်ပထမဆုံးအကြောင်းအရာကတော့ကျွန်တော်တို့ရဲ့အခုနေထိုင်တဲ့ဒီကမ္ဘာအထဲမှာနိုင်ငံပေါင်းဘယ်နိုင်ငံရှိတယ်ဆိုတာကိုကျွန်တော်ကနေပြီးတော့မသိသေးတဲ့သူတွေအတွက်ကိုရှင်းလင်းပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ခုနေထိုင်တဲ့ဒီကမ္ဘာလောကကြီးထဲမှာနိုင်ငံပေါင်းဘယ်နိုင်ငံရှိလဲဆိုတာကိုသိတဲ့သူရှိရင် comment ရေးလာပေးကြပါတကယ်လို့မသိသေးတဲ့ရှိတယ်ဆိုရင်ကျွန်တော်နောက်ထပ်ပြီးတော့မှပြန်ပြီးတော့ပြပြပေးမယ်နိုင်ငံပေါင်းဘယ်နိုင်ငံရှိတယ်ဆိုတာ comment ရေးထားပေးခဲ့ပါခင်ဗျသိတဲ့သူရှိရင်လည်းရေးလာပေးလို့ရပါတယ်မသိတဲ့သူရှိရင်လည်းရေးလာပေးလို့ရပါတယ်ဒါပေမဲ့ secret အနေနဲ့သိထားပြီးသားသူရှိရင်တော့ comment ရေးလာတဲ့သူရှိရင်မသိသေးဘယ်နိုင်ငံရှိတယ်ဆိုတာကိုသိချင်တဲ့သူရှိရင်ကျွန်တော်ဒီတော့ထပ်လောက်နော်အားကြောင့်ကျွန်တော်ဒီမှာတစ်ခါတည်းမပြောပြတာလဲဆိုတော့ဒီကျွန်တော်ဒီလောက်အချိန်တွေပေးပြီးတော့တကယ်လေ့လာရတယ်ဆိုတာကိုတော့မှအဲ့လောက်သိထားပြီးတော့နောက်ထပ်ခုထပ်ပို့ပြီးတော့သိတဲ့သူတွေတော်တဲ့သူတွေကြွတဲ့သူတွေအများကြီးရှိသေးတယ်ဆိုတော့ကျွန်တော်သိချင်တာပြအတွက်ဒီလိုကျွန်တော်စုပြထားအဲ့ဒီမှာကျွန်တော်တို့တနိုင်ငံပို့သေးတယ်နော်အဲ့ဒီတနိုင်ငံဘာကြောင့်ပို့လာတာလဲဆိုတာပါတခါကျွန်တော်တို့ရှင်းပြပေးမှာဖြစ်ပါတယ်โอเคဆိုတော့ဒါနိုင်ငံနဲ့ပတ်သက်ပြီး share လိုက်တာပို့ပြီးတော့ပါနော်โอเคကျွန်တော်အခုအဓိကပြောမယ့်အရာကတရားထက်ပိုပြီးတော့အရေးကြီးတယ်အဲ့ဒါဘာကြောင့်ရလဲဆိုတော့ကျွန်တော်တို့အခု creator စလောက်တော့မှဆိုရင်ဒီ Facebook တစ်ခုတည်းကိုကျွန်တော် run နေမှာဟုတ်ပါဘူးဆိုတော့ကျွန်တော် Facebook ကလည်းင်ခံရအောင်ကျွန်တော်ရောက်ရမယ်ဒါပေမဲ့ seasoning ကြနေလာကြကျွန်တော်တို့ Facebook ကနေဖိတ်ဆံရအောင်ဝင်ငွေရအောင်င်ခံရအောင်ကျွန်တော်လုပ်ရမယ်ပြီးတော့အခုတအားဟောဖြစ်နေတဲ့ TikTok ကလည်းကျွန်တော်တို့ဝင်ငွေရတာအရန်လွယ်တယ်ပတ်စံအရန်ပေးတယ်TikTok ကိုပိုင်တာကတော့ဒါ China ကပေါ့နော်တရုတ်နိုင်ငံကပိုင်တယ် Facebook ပိုင်တာကတော့ဆိုတော့ကျွန်တော်ဝင်လို့တည်ထားပြီးသားအမေရိကန်သားပြီးတော့ YouTube လည်းကျွန်တော်မေ့ထားလို့မရဘူး YouTube ပိုင်တာကလည်း Unistate ကပဲနော်ပြီးတော့ Google ပိုင်တယ်ဆိုတာ Unistate ကပိုင်တဲ့သူတွေညာကျွန်တော်ရတဲ့အရာဆိုတော့ဒီကြားထဲမှာပေါက်ထွက်ပြီးတော့ဒီတရုတ်နိုင်ငံကပေါ်လာတဲ့ TikTok ကိုပဲလူတွေကနေပြီးတော့တွားနေကြတယ်ဒီနေရာမှာအခုအရန်စိတ်ဝင်စားဖို့ကောင်းတဲ့တစ်ချက်ကဘာလဲသိလားမသိဘူး TikTok ဘာကြောင့်ဒီ social media ကြီးထိုးဖောက်ပြီးတော့ပေါက်ရောက်အောင်မြင်နေတာလဲဆိုတာကို secret သိချင်နေဆိုရင်အောက်က comment ရေးလာပေးကြပါဘာကြောင့်ဆိုတော့နောက်ဒုတိယဗီဒီယိုကျွန်တော်တစ်ခါပြန်ပြောပြပေးအောင်မယ်နော် TikTok ကဘာကြောင့်အောင်မြင်တာလဲ TikTok ကဘာကြောင့်လူတွေဆွဲလန်းတောင်းကြတာလဲဆိုတာကိုပါဒီကြားထဲမှာကျွန်တော်ပါဝင်ပါကျွန်တော်ခွေတာလို့တဲ့သူအကောင်လုံး TikTok မတောင်းတဲ့သူဆိုမရှိပါဘူးပြီးတော့ TikTok ကိုတချို့ကတော့လည်းအန်ဒီရဲ့ကောင်ကြီးလို့သတ်မှတ်ထားကြတယ်တခါခစ်ထားလိုက်သေးတယ်နော်TikTok ကို Unistate ကနေပြီးတော့အလုံးဝပိတ်တယ်ဆိုတော့လုံးဝပေးမတောင်းဘူးဆိုတော့ဒီ trust တက်တဲ့အချိန်မှာပေါ့နော်အိမ်တော့ overman တက်တော့ဘာဖြစ်အခု trust တက်တဲ့အချိန်မှာဒီ TikTok က information တွေကိုခိုးတယ်ပေါ့နော်တခြားသောသူတွေစီကနေပြီးတော့ TikTok ကနေပြီးတော့မလက်တစ်ပတ်နဲ့ information တွေယူတယ်ပြီးတော့ဒီဒါနိုင်ငံနဲ့ပတ်သက်တဲ့အရာစားလိုက်ပါတော့ဒီနိုင်ငံနဲ့ပတ်သက်တဲ့အရာကျွန်တော်သိထားရှိတဲ့ဒါမှရှင်းလင်းနေတယ်လို့ပြောပြတော့ပေါ့နော်တချို့သိထားတဲ့အရာတွေရှိရတယ်ကျွန်တော်ပြောတဲ့အရာလေးတွေပဲဒီမှာလာပြပြပေးမှာကျွန်တော်ရှင်းနေလို့ဘယ်လိုအများကြီးရှိပါသေးတယ် YouTube channel မှာကျွန်တော်တို့ဒီလိုမြန်မာစကားနဲ့တင်ရင် extra နေမှာ YouTube story ထဲမှာဖန်တီးရတဲ့အရာလေးတွေကိုတခုရှင်းပြနောက်မှတင်ထားပြပြပေးမယ်နော်ကျွန်တော်မြန်မာလိုတင်တဲ့အရာကိုထိုင်းလိုပြောင်းမလားအင်္ဂလိပ်လိုပြောင်းမလားပြင်သစ်လိုပြောင်းမလားဂျပန်လိုပြောင်းမလားတရုတ်လိုပြောင်းမလားဆိုတာကိုဘယ်လို add ထည့်တဲ့ step by step ကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဒါတလို့ကျွန်တော်ဒီထက်ဆင်းမိတဲ့နေတိုင်းတွေကိုကျွန်တော်လေ့လာနေတော့ရှိတာမို့လို့ professional ကြ YouTube story ထဲမှာ YouTube ရဲ့setting ထဲမှာချက်လက်တွေကိုဘယ်လိုချက်ရတယ် edit လုပ်ရင်ဘယ်လိုလုပ်အပ်တယ်ဆိုတော့ကျွန်တော်ပြန်ပြတော့မှာဖြစ်ပါတယ်ဒီကျွန်တော် Facebook channel လောက်ပဲမှာ Facebook တစ်ခုတည်းတော့ကျွန်တော်မဟုတ်ပါဘူးကျွန်တော်သွားမယ့်အရာ၅ခုရှိပါတယ် software ၅ခုပေါ့နော်ပထမဆုံးတော့ Facebook TikTok ပြီးတော့ YouTube Google နဲ့ Instagram နဲ့ပေါ့ဒါ Instagram နဲ့ပြီးတော့ WhatsApp နဲ့ပါလာပြီဒါ WhatsApp ကကျတော့ Facebook နဲ့ခါလေးချိန်ထားပြီးတာပြည့်အတွက်ဒါ family လို့ပြောလို့ရပါဘောနော် Facebook ရဲ့ WhatsApp ရဲ့ဒီ Instagram ရဲ့ family ပဲဒါဆိုကပဲပိုင်တဲ့အရာတွေပဲပေါ့နော် okay အဲ့တော့ကျွန်တော်ဆက်သွားလိုက်အောင်နော်ဒီနေရာမှာအရေးကြီးတဲ့အချက်ကဘာလဲဆိုတော့ခဏကျွန်တော်ပြောခဲ့ပြီနော်ဒီ TikTok ကလည်းကျွန်တော်တို့တွေအရန်ကိုသတိထားမှအရာဖြစ်တယ်နော်ဆို TikTok ကိုကြော်လာပြီးအခုတစ်ခါ Elon Musk မှာတခြားသောသူတွေရဲ့ AI ကိုစဉ်းလာတာပဲနော် AI ပဲစဉ်းစားလာစနေပြီတော့ဒါပေမဲ့ AI application ကိုဒီအခု meter မှာတောင်းနေပြီ AI တွေကနေရာထဲမှာရှိနေပြီဒါပေမဲ့ AI အစ original ပဲပေါ်လာ
ပေါ့နော် AI ကကောင်းလားဆိုတော့ကောင်းတဲ့ဘက်ကတွေ့ကောင်းတယ်မကောင်းလားဆိုတော့မကောင်းတဲ့ဘက်ကတွေ့မကောင်းဘူးလို့ကျွန်တော်ပြောလို့ရတယ်ဒါပေမဲ့တခုကျွန်တော်သိထားတာ AI ကိုကျွန်တော်တို့ရဲ့နေ့စဉ်ရက်ဆက်နေ့စဉ်နေ့တိုင်းတောင်းနေတယ်ဆိုရင်ကျွန်တော်တို့ရဲ့ brain ကမို့တက်သွားနိုင်တယ်နော်ကျွန်တော်တို့ရဲ့ brain တွေကမို့တက်သွားနိုင်ပါတယ်ဘာကြောင့်မို့တက်မလဲဆိုတော့တခုခုဖြစ်လာရင်ထမင်းစားတော့မှကျွန်တော်တို့ဗာလက်နဲ့စားရမှာလားမသိဘူးဘယ်နဲ့စားရမှာညာနဲ့စားမှာမသိဘူးဆိုတော့မိကုံးလေးတောင်မှကိုယ့်ဟောကိုမစင်းစားတက်တော့ဘူး AI မေးမှာကွာAI သွားမေးမှာကွာငါထမင်းပါဟင်းနဲ့စားရင်ကောင်းမလဲအတင်းလေးပါဟင်းချက်စားရင်ကောင်းမလဲမနေ့ကကြံကဘလို့အဲ့ရင်ကောင်းမလဲဆိုအသေးစိတ်စအကုန်လုံး AI သွားမေးနေဒါမဖြစ်နိုင်တော့ဘူးပေါ့နော် future မှာကျွန်တော်ရဲ့အမြင်ပြောတာပေါ့နော်ဆိုတော့မကောင်းလို့ကျွန်တော်မပြောကောင်းတယ်လို့ကျွန်တော်ကိုယ်တိုင်တောင်းလို့ဆိုကျွန်တော်ကိုယ်တိုင်တောင်းတယ်ပေါ့နော်ဆိုတော့ဒါပေမဲ့အများကြီးတော့မတောင်းဘူးပေါ့နော်လိုအပ်တဲ့အရာလေးတွေကျွန်တော်တောင်းတယ်အရင်ကငွေရှာလို့ရတယ်ဆိုရတယ်တချို့ဒီအိမ်နဲ့ပတ်သက်ပြီးတော့မီဒီယာတွေဝင်နေတဲ့သူတွေအများကြီးရှိတယ်အိမ်ကအတောင်းဝင်ရပါတယ်နောက်ကျွန်တော်အတောင်းဝင်လို့မပြောပါဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့ brain ကိုလည်းတောင်းတက်ပါတယ်နော်နေ့စဉ်ကျွန်တော်တို့ brain ကိုလည်းတောင်းတက်ပါတယ်နောက် brain ကို using လုပ်ပေးမှသူကလည်းကျွန်တော်တို့ထိုင်းလို့ပြောချက်လာပေါ့နော် brain ကို using နေတိုင်းလောက်ပေးမှတာလေရင်သူလည်းသူဟာသူပုံမှန်လည်းပတ်မှာပေါ့နော်အခုကျွန်တော် brain ကိုဘာကြောင့်တောင်းအခုစကားပြောရတဲ့ကျွန်တော် brain တောင်းပြီးတော့ပြောနေတာနော်ကျွန်တော် script ကိုရေးထားတာမဖတ်ပြီးပြီဒါမှ script ကိုကျွန်တော်ရှင်းမှထားပြီးမပြောဘူးဒါမဟုတ်ဘူးလေပြောတာနော် script ကျွန်တော်ရှင်းမှမရှိဘူးအခုကျွန်တော်စကားပြောရင်သိတာမှာပါ script ရှိတယ်ဆိုရင်ကျွန်တော် script ကိုကြည့်မယ်စကားပြောမယ်အဲ့မှဒါကျွန်တော် script ကိုရေးပြီးတော့ဖတ်ထားပြီးသားပေါ့နော်ဆိုတော့ script ကိုကအလို့ရအောင်ဖတ်ထားပြီးရပါပြီကိုကဗီဒီယိုခွေတာဖန်တီးတဲ့သူတွေအနေနဲ့တချို့ခွေတာမခွေတာတွေအကုန်လုံးပေါ့နော် professional ခွေတာဆိုရင်ဒီ script တော့မလို့ပေါ့နော်သူကသူပြောမဲ့အကြောင်းအရာကို script မှာအကြံပြရေးပြီးတာနဲ့ဒီအကြောင်းအရာတွေကနေပြီးသူ share လုပ်ပြီးပြောတာပေးတာအများကြီးတကယ်လေးစားပါတယ် respect ပါနော်ဆိုတော့အားလုံးနော်ဒီပထမဆုံးကျွန်တော်ပြောတဲ့နိုင်ငံရှိတယ်ကျွန်တော်ကမှမှာပြီးတော့ YouTube တွေ Facebook တွေဒါ TikTok တွေအကုန်လုံးကိုပေါ့နော် sharing အားလုံးဘယ်လိုလောက်သွားပေးမယ်ဆိုတာကိုနောက်ထပ်ဒုတိယဘက်မှာကျွန်တော်တို့ပြန်လိုက်ပြီးဆောင်လို့ရအောင်ခင်ဗျာနော်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနော်ဒီဗီဒီယိုဆောင် YouTube ရဲ့တရားချင်းကျေးဇူးများတင်ပါတယ်တကယ်လို့ကျွန်တော်ရဲ့ page ကို follow လုပ်ပြီး follow လုပ်ထားပေးလို့ရပါတယ်နောက်ထပ်သူတွေသိဖို့အတွက် sharing လုပ်ထားပေးလို့ရပါတယ်ကျေးဇူးများတင်ပါတယ်ဒီဗီဒီယိုမှာနောက်ထပ်လာမယ့်ဗီဒီယိုမှာကျွန်တော်တို့ပြန်လိုက်ပြီးဆောင်လို့ရအောင်နော် love you all ဒီကနေ့အားလုံးဒါမကြည့်နဲ့တော့ပြီးပြီလေတော်ပြီကျွန်တော်မပြောတော့ဘူးတော်ပြီဘိုင်နော်မတော်ကြသေးဘူးတတတော်ပြီမပြောတော့ဘူးကျွန်တော်ဒီလောက်ပဲနောက်ထပ်ပြီးတော့ပြန်ပြောမယ်ဒီနေ့မပြောတော့ဘူးနော်ကြည့်နေတော့မကြည့်နဲ့တော့ဆိုတော်ပြီကျွန်တော်မလောက်တော့ဘူးဆိုတော့ခါပဲငါ personal ကိစ္စတွေပါတော့မယ်တော်ပြီလို့မပြောတော့ဘူးလို့6တက်ကွာ